ပြေဗုဒ္ဓနေမှာကျင်းပကြသည်ဒီပွဲပါမြန်မာနိုင်ငံလုံးဆိုင်ရာသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါကစုံလာပြေဗုဒ္ဓနေမှာကျင်းပကြသည်ဒီပွဲပါမြန်မာနိုင်ငံလုံးဆိုင်ရာသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါရုပ်ဆက်တဲ့လူငယ်များလိမ္မာရဲ့ချင်းသင်္ကာပေးလို့သုတ္တသိပညာတို့တစီမာမျိုးကိုဆောင်လျှောက်ပါဗရဏကြတဲ့တို့ရဲ့တာဝန်မှာရှင်တော်ဖျားမြတ်တရားကိုကိုယ်ွယ်သည့်အစဉ်မှာအသုံးချသည့်အစဉ်ဒီတိုးတက်မြင့်မာလာစေရာတပါးကူများပေါင်းစုကရှင်ချေမှုကြောင့်များကသာပေါင်းစုပြိုင်ရှင်စင်ကားတွေသည့်ဗုဒ္ဓဝေဒီပွဲကြီးဖြစ်ပေါ်လာကစုံလာပြေဗုဒ္ဓနေမှာကျင်းပကြသည်ဒီပွဲပါမြန်မာနိုင်ငံလုံးဆိုင်ရာသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါသုတ္တဆုံးလင်းဗုဒ္ဓဝင်းဒီပွဲပါရုပ်ဆက်တဲ့လူငယ်များလိမ္မာရဲ့ချင်းသင်္ကာပေးလို့သုတ္တသိပညာတို့တစီမာမျိုးကိုဆောင်လျှောက်ပါဗရဏကြတဲ့တို့ရဲ့တာဝန်မှာရှင်တော်ဖျားမြတ်တရားကိုကိုယ်ွယ်သည့်အစဉ်မှာအသုံးချသည့်အစဉ်ဒီတိုးတက်မြင့်မာလာစေရာကမစကူများပေါင်းစုကရှင်ချေမှုကြောင့်များကသာ